ဒီ World Cup မှာဂိုးတန်းမှုရမဲ့သူကဘယ်သူဖြစ်မလဲ Okay MN Football မှာပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါ World Cup တစ်ချိန်ရောက်တာချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာနဲ့အတူလူတွေအရန်စိတ်ဝင်စားကြတဲ့စုတစ်ခုရှိပါအဲ့ဒါကတော့Golden Boot စုပါ Golden Boot ဆိုတာပြိုင်ပွဲတစ်လျှောက်ဂိုးအများဆုံးသွင်းနိုင်တဲ့ကစားသမားကိုပေးတဲ့စုတစ်ခုဖြစ်ပါတယ်။သမိုင်းတစ်လျှောက်ပြန်ကြည့်ပြန်ဆိုပြီး World Cup တိုင်းမှာဂိုးမန်ရှင်တွေပေါ်ထွက်ခဲ့ကြပါတယ်။တချို့ကတော့မျှော်လင့်ထားတဲ့ Superstar တွေဖြစ်ပြီးတချို့ကတော့ဘယ်သူမှမထင်ထားတဲ့surprise hero တွေဖြစ်ခဲ့ကြတယ်ဒီနှစ်မှာတော့ပြိုင်ဆိုင်မှုကပိုပြီးတော့ပြင်းထန်နေပါတယ်ပထမဆုံးလူပြောအများဆုံး player ကတော့အမ်ဘာပေပါပဲသူ့ရဲ့ speed finishing နဲ့ basement experience တွေကြောင့် Golden Boot favorite ဆင်းထဲမှာအမြဲတမ်းပါဝင်နေပါတယ်ဂိုးရနိုင်တဲ့အခွင့်အရေးတစ်ခုရတာနဲ့ဂိုးဖြစ်ပြောင်းလဲနိုင်တဲ့ကစားသမားမျိုးပါနောက်တစ်ယောက်က Harry Kane ဖြစ်ပါတယ် penalty ကနေဂိုးရနိုင်တဲ့အခွင့်အရေးရှိတယ်လို့ပေါက်ဆဲမှာအခွင့်အရေးရရင်အမားနဲ့ striker တယောက်လည်းဖြစ်ပါတယ်ဒါပေမဲ့ Golden Boot ရဖို့တဲလန့်တစ်ခုပဲနဲ့မလုံလောက်ပါဘူးအသင်းကအရေးကြီးပါတယ် Group Stage မှာပဲပြုတ်သွားတဲ့အသင်းရဲ့ player တယောက်ဟာဂိုးသွင်းနိုင်မှုပွဲရည်အတွက်နည်းသွားပါတယ် Quarter Final Semi Final Final အထိရောက်တဲ့အသင်းက player တွေကတော့ဂိုးထပ်သွင်းမှုအခွင့်အရေးပိုများလာပါတယ်ဒါကြောင့် Golden Boot ဝင်တာကိုခံမှန်းတဲ့အခါ player skill တွေမဟုတ်ပဲသူ့အသင်းကဘယ်လောက်ထိခရီးဆက်နိုင်မလဲဆိုတာကိုလည်းကြည့်ရပါတယ် World Cup သမိုင်းကိုကြည့် surprise winner တွေလည်းရှိခဲ့တယ်လို့လူတိုင်း super star တွေကိုစောင့်ကြည့်နေတဲ့အချိန်မှာအန်နုံ hero တယောက်ပေါ်လာပြီးဂိုးတွေစက်တိုက်သွင်းကဂိုးတန်းမှုရသွားတဲ့အဖြစ်ပြက်မျိုးလည်းရှိခဲ့ဘူးပါဒါကြောင့်ဒီနှစ်မှာလည်း favorite တွေတယောက်ရမလားဒါမှမဟုတ်ဘယ်သူမှမထင်တာတဲ့ tag hero တယောက်ပေါ်လာမလားဒါကတော့ World Cup ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအချက်တစ်ခုပဲဖြစ်ပါတယ် Golden Boot ဝင်တာဘယ်သူဖြစ်မယ်လို့ထင်ပါသလဲ MRB လား Harry Kane လားဒါမှမဟုတ်အခြား player တယောက်လားကိုမမှာ player နာမည်နဲ့ဂိုးဘယ်လောက်သွင်းမလဲဆိုတာကိုဝင်ရောက်ရေးသားခဲ့လို့ရပါ Okay နောက်ရမှပြန်တွေ့ကြတာပေါ့